တိုင်းမှာနေ့ရက်တွေရှိတယ်ပျော်ရွှင်တဲ့နေ့တွေရှိခဲ့ကြသလိုဝမ်းနည်းခဲ့ရတဲ့နေ့တွေလည်းအများကြီးပဲ ချို့နေ့တွေမှာငါတို့အားတက်တယ်ရောအောင်လုပ်တာ ဒါပေမဲ့တချို့နေ့တွေမှာပြောချင်ပေမဲ့မပြောလိုက်ရတဲ့စကားလုံးတွေအများကြီးရှိတယ်။ရင်ဖွင့်ချင်ပေမဲ့မဖွင့်လိုက်ရတဲ့ခံစားချက်တွေလည်းအများကြီးရှိတယ် ဒါပေမဲ့အဲ့ဒီຢာတွေမှာမုန်းတရားတွေဆိုတာမပါဘူးဒေါသတွေဆိုတာလည်းမရှိဘူးငါတို့ရဲ့ပကုံးပေါ်မှာထမ်းထားရတဲ့စိတ်ဖိစီးမှုတွေတတ်တယ်ဘဝအမောင်ကြီးပဲတော့မဟုတ်ဘူးဗျဖိစီးမှုတွေကြားရပဲတစ်ခါတလေမျောလင်းချက်တွေအိမ်မက်တွေဆိုတာရှိတယ်ကိုစူးစမ်းခဲ့ရတဲ့ຢာတွေအောင်မြင်သွားတဲ့နေ့တွေရှိတယ်အများအားတော့တယောက်တည်းထိချက်မနေပါဘူးအိမ်မှာမင်းရဲ့မိသားစုတွေရှိတယ်မင်းရဲ့ဘေးနားမှာမင်းရဲ့တကယ်ကြီးရှိတယ် ။ကိုရင်ဘတ်ထဲကလိုခံစားချက်တွေကိုပုံမှန်လေးရင်ဖွင့်ဖို့အတွက် Hip Hop ရဲ့ Rap Your Day Campaign ခုပဲမျိုးလို့ရှိရင်ရောက်လာတယ်။ ပထမဆုံး concept ကတော့ the light we follow မင်းရဲ့နေ့ရက်တွေတည်းကစိတ်ခွန်အားတွေအိမ်မက်တွေအောင်မြင်မှုအသေးမွားလေးတွေကစကျေးဇူးတင်ရမယ့်အရာတွေနဲ့အလင်းအောင်ရှိတဲ့ခိုက်တန့်တွေကိုဒီ beat ပေါ်မှာချရေးပြီးတော့ဖန်တီးလိုက်ပါ ဒုတိယ concept အနေနဲ့ကတော့ the way we carry မျက်ရည်ကျနေပေမဲ့ကင်းခံခဲ့ရတဲ့လူခံစားချက်တွေတယောက်တည်းအိမ်မပြောတဲ့ညတွေကိုဒီ beat နဲ့အတူတူရင်ဖွင့်ပြီးတော့ rappable ဖြစ်ပြောင်းလဲဖန်တီးကြည့်လိုက်ပါအားလုံးကြိုးစားပါတယ် မင်းရဲ့နေ့ရက်တွေဘယ်လိုပဲဖြစ်နေပါစေငါတို့နေ့ရဲ့ beat တွေနဲ့အတူမင်းရဲ့ခံစားချက်တွေကို rap စာသားတွေဖြစ်ပြောင်းလဲပြီးတော့အားလုံးမျှဝေလိုက်ပါ မင်းဖန်တီးထားတဲ့ rap track နဲ့အတူတူဒီ campaign မှာပါဝင်လိုက်ပါ Someday we rise Someday we break but that's okay